Hi မင်္ဂလာပါဒီနေ့ပြပေးမှာတော့ deadlift လုပ်တဲ့အခါမှာတော့ good morning တို့ squat ထိုင်တဲ့အခါတို့ကြောက်လို့ရှိရင်ခါပြဿနာတက်တယ်ခါကိုမဖြောင့်မဲနဲ့ပေါ်အောက်လှုပ်သွားတတ်တယ်ဆိုတော့ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုမျိုးထိရမလဲဆိုတဲ့ secret လေးကိုပြောပြမလို့ပါအဲ့တော့ခါဖြောင့်မှုဆိုရင်အရင်ဆုံးတင်မားလေးကိုအရှိကိုကျုံပြီးတော့ဝင်လိုက်မယ်ခါလေးကိုဖြောင်းတဲ့အခါ bike လေးကိုရှက်ပြီးသွင်းလိုက်ပြီးဆိုတာနဲ့ကြောရိုးလေးရလို့ဖြောင်းသွားလိမ့်မယ်ဒီတိုင်း hip hinge လေးနဲ့အရှိကိုချိုးချမယ်ခါဖြောင်းတိုင်းမယ်ကြောရိုးမကစားအောင်သတိထားမယ် hip hinge လေးနဲ့ချိုးချပြီးဆက်ချိုးလို့မရတော့ဘူးခါကုန်းတော့မယ်ဆိုရင်ဒူးလေးကိုဖြောင်းဒူးလေးကိုကွေးပြီးတော့ထိုင်လို့ရတယ်အဲ့တော့ပြန်လုပ်ကြည့်မယ် hip hinge လေးနဲ့ချိုးမယ်ပြန်ချမယ် deadlift လုပ်တဲ့အခါမှာလည်းရင်ဘတ်ကိုဖွင့်ပြီးတော့ leg လေးကိုအောက်ချထားပြီးဒီခါဖြောင်းတိုင်းမယ် hip hinge လေးနဲ့ချိုးမယ်မရတော့ဘူးဆိုမှဒူးလေးကိုလိုက်တင်ကွေးပြီးတော့ပြန်ထားမယ် alright ဒီတိုင်း squat လုပ်ကြည့်မယ်ခါလေးကိုဖြောင်း hip hinge လေးနဲ့ချိုးပြီးတော့ထိုင်ချတဲ့အခါမှာဒူးလေးကိုလိုက်တင်ကွေးမယ် alright ပြန်ထားမယ်ဒီခါဖြောင်းတိုင်းမယ်အဓိကတော့ hip hinge ကိုချိုးတတ်ဖို့ချိုးနေတဲ့အချိန်မှာခါကိုအပေါ်အောက်မကစားဖို့ပဲနောက်တစ်ခုသတိထားမှာနောက်ကိုချိုးတဲ့အခါမှာဒူးကိုအရှိအနောက်အရမ်းရိုင်မသွားဘူးခါလေးကိုဖြောင်းတင်မလေးကိုချိုးပြီးတော့နောက်ကိုပစ်ပြီးတော့မှထိုင်ချတဲ့အခါမှာဒူးလေးကိုလိုက်တင်ကွေးမယ်ဒီတိုင်းပဲ good morning ချိုးတဲ့အခါမှာလည်းတင်မလေးကိုနောက်ဆုပ်မယ် squat ထိုင်တဲ့အခါမှာလည်းခါဖြောင်းတိုင်းဒူးလေးကိုလိုက်တင်ကွေးပြီးတော့ထိုင်မယ်ဒီနည်းလေးကခါဖြောင်းမှုအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့ comment ထဲမှာလည်း feedback လေးတွေပေးသွားပါအားလုံးပဲနောက်မှတွေ့မယ်တတာ